အားလုံးမင်္ဂလာပါခင်ဗျာပြည်တော်စုလွှတ်တော်နာယကကြီးနဲ့တော့ကပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များပြည်တော်စုအစိုးရအဖွဲ့ဝင်များပြည်တော်စုအဆင့်အဖွဲ့အစည်းများတယောက်လာကြတဲ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်တော်များမြန်မာနိုင်ငံအခြေစိုက်နိုင်ငံခြားတန်ယိုးများမှတာမကြီးများတန်တမာများတယောက်လာကြတဲ့သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာပြီးကျက်တည်မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ပြည်သူအားလုံးကိုကိုးစားပြုတဲ့ပြည်တော်စုလွှတ်တော်ကကျွန်တော်ကိုနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့တဲ့အတွက်ပြည်သူလူထုရဲ့ဆန္ဒကိုလေးစားစွာနဲ့နိုင်ငံတော်ဝန်ကိုဂုဏ်ယူဝမ်းမြောက်စွာနဲ့ခြေပြုံအောင်ထောင်းဆောက်တော်မှာဖြစ်ကြောင်းဥစွာပြောကြားလိုပါတယ်2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအဲ့ဒီချိန်ကအာဏာရပါတီဟာအလွန်အယုဆိုးကြီးတန်းတဲ့မဲမတမာမှုတွေကိုပြုလုပ်ခဲ့တာကြောင့်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတပြီးစစ်မှန်တဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်ခဲ့ပဲပါတီစုံဒီမိုကရေစီစနစ်ကိုပြည့်ဝစေတဲ့မျိုးသားတဲ့နိုင်ငံရေးတရက်ကိုလှုပ်ဆောင်ခဲ့ပါတယ်တမ္ပတော်အနေနဲ့နိုင်ငံရေးပါတီများနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီတရားဥပဒေတိုင်းအေးချမ်းစွာဖြည့်ရှင်းနိုင်ဖို့အစဉ်စဉ်အကြိမ်ကြိမ်ညှိနှိုင်းမြစ်တာကြားခံတောင်းဆိုခဲ့ပေမဲ့လည်းတောင်းဆိုချက်တွေကိုလျှို့ရှုပြီးမဲမတမာမှုအတွက်ဖြည့်ရှင်းခြင်းမပြုအပ်သေးပဲမှန်ကန်မှုမရှိတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲရလဒ်နဲ့လွှတ်တော်ခေါ်နိုင်ငံတော်အာဏာကိုမတရားတဲ့နီလန်းနဲ့အဓမ္မရယူမှုလှုံ့ဆော်ခဲ့ကြပါတယ်။ဒါကြောင့်ဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာပြီးနိုင်ငံတော်တာဝန်တွေကိုလွှဲအပ်တာဝန်ပေးခဲ့တာကြောင့်တပ်မတော်ကနိုင်ငံတာဝန်တွေကိုထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ဖွဲ့စည်းဖို့အခြေခံဥပဒေပါအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ပြီးအခုခါမှာတော့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ဂုဏ်သိက္ခာရှိတဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကိုကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။တိုးတော်ကိုယ်စားလှယ်တီးတီးဟာမဲပေးပိုင်ခွင့်ရှိသူများရဲ့54.2% လာရောက်မဲပေးရွေးချယ်ခံရသူများဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတစွာတန်တန်ရှင်းရှင်းနဲ့ရွေးချယ်ခံရသူများဖြစ်တဲ့အတွက်ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာအသီးသီးပြန်လည်ပေါ်ထွန်းလာခဲ့ပြီးဒီမိုကရေစီစနစ်ကိုပြန်လည်စတင်နိုင်တော့မှလည်းဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချပြီးပုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတီရှောင်လန်းနေပြီဖြစ်တဲ့အတွက်ပါတီစုံဒီမိုကရေစီစနစ်ပုံမခိုင်မာအောင်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတဲ့ဆင်ခံမှုများစွာကလည်းစောင့်ကြိုနေတာကိုကျွန်တော်အနေနဲ့ကောင်းစွာသိရှိထားပါတယ်ကမ္ဘာရေးမြန်မာရေးနိုင်ငံရေးစီးပွားရေးစတဲ့အခက်အခဲတွေအပါအဝင်နယ်ပယ်ပေါင်းစုံကဆင်ခုံမှုတွေကိုအစိုးရနဲ့ပြည်သူလူထုအထူးတကွလက်တွဲညီညီပူးပေါင်းကရင်ဆိုင်ကြော်လွှားသွားကြမယ်လို့လည်းအဓိဋ္ဌာန်ချထားပါတယ်။ဒါကြောင့်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့ရဲ့ရည်မှန်းချက်မူဝါဒများနဲ့သဘောထားတွေကိုပြည်ထောင်စုလွှတ်တော်ကတည်းကမိဘပြည်သူများကိုတင်ပြပြီးနိုင်ငံနဲ့ပြည်သူအကျိုးကိုထိရောက်အောင်မြင်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ကျွန်တော်တို့အစိုးရအသစ်အနေနဲ့စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ရည်ရွယ်ချက်လုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာလည်းငြိမ်းချမ်းရေးဒီမိုကရေစီနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထောင်စုတိုင်ပင်ခံကောင်စီဥပဒေနဲ့ညီပြည်ထောင်စုတိုင်ပင်ခံကောင်စီကိုလည်းဖွဲ့စည်းတာဝန်ပေးရဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်
ပြည်တော်စုအတိုင်ပင်ခံကောင်စီအနေနဲ့ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်းပြည်တော်စုရဲ့လုံခြုံရေးနဲ့တရားဥပဒေဆိုင်ရာကိစ္စရပ်တွေနိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကိုနိုင်ငံတော်ဆိုရတာအကြံပေးတာတွေကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ဖက်ဒရယ်ဆိုင်ရာပြဋ္ဌာန်းချက်တွေကိုထိရောက်အောင်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်အထက်မှာတင်ပြခဲ့သလိုဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးတည်ဆောက်ဖို့ဆိုရင်ငြိမ်းချမ်းရရှိဖို့မဖြစ်မနေလိုအပ်တဲ့အတွက်နိုင်ငံတွင်းမှာရှိတဲ့နိုင်ငံရေးပါတီများတိုင်းဒေသပြည်သူများနဲ့တိုင်းဒေသအဖွဲ့အစည်းအားလုံးအကျိုးတူပူးပေါင်းပါဝင်ဆောင်ရွက်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်တော်စုကိုဖော်ဆောင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်တနိုင်ငံလုံးပြည်ခတိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA အပိုက်25အရပြည်တော်စုငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးသဘောတူချုပ်ဆိုထားတဲ့ပြည်တော်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း1 2နဲ့3တို့ကို NCA အပိုက်20စာလို့နဲ့ညီပြည်တော်စုလွှတ်တော်သို့တင်သွင်းဆွေးနွေးအတည်ပြုချက်ရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါပြင်မြို့သားစီလုံးညွှန်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ NSPNC နဲ့ NCA လက်မှတ်ယူထားတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့များနိုင်ငံရေးပါတီအစုအဖွဲ့များဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်ဆွေးနွေးသဘောတူညီထားတဲ့အချက်43ချက်ကိုလည်းပြည်တော်စုလွှတ်တော်သို့တင်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်နိုင်ငံရဲ့အနာဂတ်အတွက်အဓိကကျတဲ့ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍကိုအခြေခံအကဆလို့မြင့်တင်ပေးသွားမှာဖြစ်ပါတယ်မိမိတို့ရဲ့ကလေးတွေကျောင်းသားကျောင်းသူတွေလူငယ်တွေမှာနိုင်ငံတကာအဆင့်မီပညာရေးကိုရရှိဖို့နဲ့ပြည်သူတိုင်းကျန်းမာရေးစောင့်ရှောက်မှုအရေတကူရရှိစေဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာလူလရရှိခဲ့တဲ့အချိန်ကစလို့ခေတ်ဆက်ဆက်ဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နေဆက်ဒေသတွေအပါအဝင်အချို့ဒေသတွေမှာပညာသင်ကြားကိုတွေဆုံးရှုံးခဲ့ရပြီးပညာရေးနှိပ်ပါခဲ့ကြရပါတယ်အခုလည်းတချို့ဒေသတွေမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ကလေးတွေရဲ့ပညာသင်ကြားကိုတွေဆုံးရှုံးနေရပါတယ်ဒါကြောင့်ပညာရေးကဏ္ဍကိုနေရာဒေသကွာခြားမှုမရှိတပြေးညီမြင့်တင်နိုင်ဖို့အတွက်အထူးလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံကိုခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်အဖြစ်တည်ဆောက်ရမှာထူးခြားထက်မြက်တဲ့လူ့စွမ်းအရင်းမြစ်တွေဖြစ်တဲ့အသိပညာရှင်အတတ်ပညာရှင်တွေအများကြီးလိုအပ်ပါတယ်မြန်မာတို့ဟာဉာဏ်ရည်ထက်မြက်သူတွေဖြစ်ပြီးဓမ္မတစ်လျှောက်မှာထူးချွန်ထက်မြက်တဲ့ပညာရှင်များစွာပေါ်ထွက်ခဲ့ပါတယ်အနာဂတ်နိုင်ငံတော်ရဲ့တာဝန်တွေကိုပခုံးပြောင်းထားဆောင်ကြရမယ်မျိုးဆက်သစ်လူငယ်တွေအတွက်နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်မဲ့အတတ်ပညာရှင်အသိပညာရှင်များဖြစ်ဖို့နဲ့ဗလာ9တန်ပြည့်ဝဖို့အတွက်ပညာရေးကဏ္ဍကိုမဖြစ်မနေမြင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ပညာရေးအားနည်းတဲ့ပြည်နယ်တွေအတွက်အထူးစီမံချက်တွေချမှတ်ပြီး KG+9 အထိပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အခြေခံပညာအလယ်တန်းတွေမှာစက်မှုစိုက်ပျိုးရေးမွေးမြူဘာသာအခြေခံဘာသာရပ်တွေသင်ကြားရေးနဲ့စက်မှုစိုက်ပျိုးမွေးမြူရေးထက်တန်းကျောင်းများကိုလည်းတိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးစိုက်ပျိုးရေးနဲ့မွေးမြူရေးသိပ္ပံကျောင်းတွေကမှချင်းတင်းတော်တဲ့သိပ္ပံကျောင်းတွေကိုတက္ကသိုလ်ကောလိပ်စစ်မြင့်တင်ခြင်းနဲ့ပိုလီတက်နစ်သိပ္ပံတွေနဲ့တက္ကသိုလ်တွေတိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုပြီးတည်ဆောက်ရမှာပညာရေးမြင့်မားရေးနဲ့ဓာတ်တူကျမ်းမာကြံ့ခိုင်တဲ့နိုင်ငံသားများဖြစ်လာဖို့ဟာလည်းဗရဏကြပါတယ်ဒီမျိုးသားတို့ကျမ်းမာကြံ့ခိုင်ရေးနဲ့ကျမ်းမာရေးအဆင့်မြင့်တင်ရေးလုပ်ငန်းတွေကိုထိရောက်တဲ့မူဝါဒတွေချမှတ်အကောင့်တွေဖော်တဲ့နေရာမှာပြည်သူလူထုကိုဓာတ်ရဲ့အကျိုးပြုတဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဖြစ်ဖို့လူတိုင်းလက်လှမ်းပြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ကျွန်တော်တို့ဆိုရအနေနဲ့အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်
နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစီဖို့အတွက်အသေးစားအငယ်စားနဲ့အလားစားစီးပွားရေးလုပ်ငန်း MSME တွေဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာစေဖို့အတွက်လည်းလုံထုံးလုံနည်းတွေကိုပြန်လည်သုံးသပ်ပြီးစီးပွားရေးလုပ်ငန်းများအရှိန်ဟုန်မြင့်တင်ရေးအတွက်ဆောင်ရွက်သွားပါမယ်ပြည်သူများကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တဲမှုကုန်စည်နှုန်းကြီးမြင့်ခြင်းနဲ့အလုပ်အခွင့်အလမ်းလိုအပ်ချက်တွေကိုပြည်လည်အောင်ဖော်ဆောင်ပြီးနိုင်ငံနဲ့ကန့်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဓိကအချက်ကတော့ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲဖြစ်ပါတယ်ပြည်သူများစင်ရဲ့နံပါတ်မှုလျှော့ချရေးနဲ့တောင်သူသမားများရဲ့ဘဝမြင့်တည်ရေးဟာကျွန်တော်တို့အတွက်အဓိကကျတဲ့ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်ရည်လက်နေပြည်သူအများစုဟာစိုက်ပျိုးရေးနဲ့မွေးမြူလုပ်ငန်းတွေပေါ်မှာအဓိကမှီခိုနေရတာဖြစ်ပါတယ်နိုင်ငံလူဦးရေရဲ့90%ကဟာကျေးလက်ဒေသတွေမှာနေထိုင်ကြတာဖြစ်ပါတယ်ဒါကြောင့်တောင်သူလယ်သမားများရဲ့ဘဝမြင့်တင်ဖို့နဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ထိရောက်တဲ့ရေရှည်စီမံကိန်းတွေရေးဆွဲပြီးဈေးကွက်စီးပွားရေးကိုဆက်လက်ကျင့်သုံးခြင်းအပြင်ပြည်သူလူထုတရားလုံးရဲ့အသက်မွေးဝမ်းကြောင်းမှုကိုမြင့်တင်ဖို့နဲ့လူမှုစီးပွားဘဝမြင့်တင်နိုင်ဖို့အတွက်ကြိုးစားလှုပ်ဆောင်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာလူဦးရေ50သန်းကျော်ရှိပြီးအမျိုးသမီးလူဦးရေဟာ53%ကရှိပါတယ်နိုင်ငံရဲ့သမိုင်းမှာမြို့သမီးဆွမ်းဆောင်ရှင်များပညာရှင်များစွမ်းရည်တတ္တိစုရရှိသူတွေများစွာရှိပါတယ်။နယ်ပယ်သီးသီးမှာအမျိုးသမီးများရဲ့စွမ်းဆောင်ရည်များပုံမှုထိရောက်နိုင်ဖို့အတွက်အမျိုးသမီးရဲ့ဝန်ကြီးဌာနတိကျဖွဲ့စည်းတာဝန်ပေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒီနေ့ကမ္ဘာနဲ့အဝှမ်းကြုံတွေ့နေရတဲ့သဘာဝဘေးအန္တရာယ်များနဲ့ရာသီဥတုပြင်းထန်စွာပြောင်းလဲမှုတွေကြောင့်သဘာဝတရားဇာတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာလည်းအရေးကြီးပါတယ်ကျွန်တော်တို့နိုင်ငံတော်ဟာတစ်ပိတစ်တော်တွေမြေချောင်းအင်းအိုင်တွေကျွဲဝတဲ့ဇီဝမျိုးစုံမျိုးကောတွေနဲ့သဘာဝအရင်းမြစ်တွေပြည့်စုံစွာရှိနေပါတယ်ယနေ့အချိန်မှာကမ္ဘာကြီးပူနွေးလာမှုနဲ့ရာသီဥတုဖောက်ပြန်မှုပြောင်းလဲမှုတွေရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရချိန်မှာဒီအရင်းမြစ်တွေကိုကာကွယ်ဖို့ဆိုတာလူများနဲ့တက်ရှိတတ်တော်ပါများအသက်ရှည်ရှင်သန်ရေးအတွက်အရေးကြီးတဲ့လုပ်ငန်းဖြစ်နေပါတယ်။ဒေသပြုတ်တိမှုနဲ့ကာဝန်ထုတ်လုပ်မှုလျှော့ချနိုင်ဖို့အတွက်တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ပြန်လည်ပြည့်ဖြိုးမဲ့ဆောင်းရည်တွေကိုအသုံးချနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အရှိလေပိုင်းပဋိပက္ခဟာနှစ်ပတ်ကြာပြစ်ခတ်တိုက်ခိုက်မှုခဏရစဲထားတော့လည်းပဲဘယ်လိုဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်လေ့လာရပါဦးမယ်ဘယ်လိုအခြေအနေတွေဖြစ်လာစေကမူ73စီအခက်ခဲကတော့ရှိနေဦးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့လူနှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံပိုးက73စီတင်သွင်းနေတဲ့နိုင်ငံမျိုးဟာ73စီချွေတာရေးမလွဲမသွေပြုလုပ်ရမှာဖြစ်ပါတယ်ရင်ရန်ရသုံးမိဆက်သုံးစသဖြင့်ဒေဘယ်တွေမှာအတက်နဲ့ဆိုရှော့ချသုံးဆွဲတာအကောင်းဆုံးဖြစ်ပါတယ်ပြည်ဖြိုးမဲ့ဆိုင်ရင်ကလက်စစ်ဓာတ်အားထုတ်လို့နိုင်ရေးလက်စစ်ကားများအဖြစ်နဲ့ဆုံးအသုံးပြုရေးမလွဲမသွေလိုအပ်ပါတယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်စစ်ကဏ္ဍဟာဆက်ဆက်နေတဲ့အတွက်ပြည်တွင်းလက်စစ်ဓာတ်အားလိုအပ်ချက်ကိုဖူလုံအောင်ကြိုးပမ်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ဆိုလာစွမ်းရင်ဖြိုးမှုကိုလည်းမြင့်တင်ဆောင်သွားမှာဖြစ်ပါတယ်။အေယာဝတီချင်းတွင်စစ်တောင်းတန်လွင်မြစ်တွေဟာမြန်မာနိုင်ငံရဲ့အဓိကအသွေးသေးကြောများဖြစ်ပြီးစိုက်ပျိုးရေးကုန်စည်ပို့ဆောင်ရေးနဲ့ရဲလက်စစ်ထုတ်လုပ်ခြင်းတို့အတွက်အလွန်အရေးပါပါတယ်။မြေကြောင်းတစ်လျှောက်ကုန်စည်ပို့ဆောင်မှုကိုကုန်ကျစရိတ်သက်သာစွာနဲ့ဆောင်ရွက်နိုင်သလိုမိုးရာသီမှာစိုက်ပျိုးရေးရရှိရေးအတွက်လည်းအသုံးချနိုင်ပါတယ်။အလားတူဒွန်ရာသီမှာမြစ်ရည်စီမံကိန်းများနဲ့မြေများရဲ့ဝဲရတစ်လျှောက်စိုက်ပျိုးရေးပြုလုပ်နိုင်ဖို့အတွက်လည်းစီမံဆောင်ရွက်သွားပါမယ်။ကုသသွားလာမှုများစွာကိုထောက်ကူပြုနေတဲ့ရေရီမြစ်ချင်းတင်းမြစ်တွေကိုရာသီမျိုးထိရောက်စွာအသုံးချနိုင်ဖို့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူများသွားလာမှုအဆင်ပြေလွယ်ကူစေဖို့အတွက်ပုံမှန်လမ်းကြောင်းများနဲ့တက်မှနှုံးထားများနဲ့ပြေးဆွဲပေးနေတဲ့ခရီးသည်တင်ဝန်ဆောင်မှုများဖြစ်တဲ့
အများပြည်သူတည်ပို့ဆောင်ရေး public transportation ကိုလည်းတိုးချဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံတကာဆက်ဆံရေးမှာလည်းဟန်ချက်ညီညီဆောင်ရွက်သွားမှာဖြစ်ပြီးအင်ဒီဂျီနိုင်ငံများနဲ့ချစ်ကြည်ရင်းနှီးမှုတိုးမြင့်တည်ဆောက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်အာဆီယံနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင်ကြိုးစားဆောင်ရွက်သွားပါမယ်။အင်ဒီဂျီနိုင်ငံများဒေသတွင်းမိတ်ဆွေနိုင်ငံများနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍအသီးသီးမှာပူးပေါင်းဆောင်ရွက်သွားပြီးနိုင်ငံတကာဆက်ဆံရေးကိုလည်းငြင်းညံ့တဲ့အတူရှင်ထွေးမူကြီး၅ချက်နဲ့အညီခိုင်မာအောင်တည်ဆောက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့နိုင်ငံသားတိုင်းဥပဒေရဲ့အကာအကွယ်ကိုအညီအမျှရရှိစေဖို့မှာယူပြီးအပြစ်စီရင်ခြင်းမခံရဖို့ပြစ်မှုနဲ့ပြစ်ဒဏ်မျှတပြီးတိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်စီရင်နိုင်ဖို့တရားရုံးများဖြောင့်မတ်မှန်ကန်စေဖို့ကိုဦးစားပေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တရားဥပဒေစိုးမိုးရေးကအဓိကအခြေခံအုတ်မြစ်မရှိမဖြစ်လိုအပ်ပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့လူမှုရေးပြန်လည်သင့်မြတ်ရေးတရားမျှတမှုနဲ့ငြိမ်းချမ်းရေးတို့ကိုအထောက်ပြုစေရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ထိုက်တဲ့ပြည်ထောင်လူငင်းချမ်းသာခွင့်တို့ကိုလည်းစဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပါတီစုဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထုရဲ့လူမှုစီးပွားဘဝမြင့်တင်ရေးစတဲ့ကိစ္စတွေကိုကျွန်တော်ခေါင်းဆောင်တဲ့အစိုးရဘက်ကဥတီချက်ရည်မှန်းချက်များချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကျွန်တော်နိုင်ငံကြီးလက်ရှိရင်ဆိုင်နေတဲ့စိန်ခေါ်မှုတွေကိုပြည်သူအလုံးကအစိုးရနဲ့အတူပူးပေါင်းပြီးစီလုံးညီညွတ်မှုနဲ့ရင်ဆိုင်ကျော်လွှားနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ပြည်တွင်းအားသည်ပြည်တွင်းမှာသာရှိသည်ဆိုတဲ့စကားအတိုင်းတိုင်းပြည်တိုင်းရင်းသားပြည်သူအလုံးပူးပေါင်းဆောင်ရွက်မှသာအောင်မြင်မှုရရှိနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံရေးပါတီတွေရပ်ဘက်အဖွဲ့အစည်းတွေစီးပွားလုပ်ငန်းရှင်တွေတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပြည်သူအလုံးကပူးပေါင်းလက်တွဲဆောင်ရွက်သွားကြဖို့လည်းဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ရဲ့မတူကွဲပြားမှုတွေဟာအားနည်းချက်လို့မယူဆပဲညှိနှိုင်းဆွေးနွေးဖြေရှာမှုများနဲ့ဆောင်ရွက်တွေရရှိအောင်ကြိုးစားတည်ဆောက်သွားကြမှာလည်းဖြစ်ပါတယ်။ကွဲပြားတဲ့အမြင်တွေယုံကြည်မှုတွေဟာနောက်ကမျိုးမျိုးရှိပေမဲ့လည်းကျွန်တော်တို့အားလုံးဟာဒီနိုင်ငံရဲ့ဒီမြေတဲ့ဖွာတိုင်းရင်းသားညီကိုများဖြစ်ကြတဲ့အတွက်ကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုဇွဲလုံးလာတွေနဲ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတွေကိုအောင်မြင်အောင်ရှောင်လွှမ်းနိုင်မယ်လို့ယုံကြည်ပါကြောင်းပြောကြရင်ဒီကုန်းချော့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ